ပေါက်ကယူရင်းနေမှာတော့ဒါလေးနဲ့ပဲဖားရတော့တာပေါ့မိမသမီးခူအောင်ကွာဘိုက်သားလာပြီလာပါပြီတော့လာပါပြီနေပါဦးမှန်တယ်ခုကဘာလေးပြင်လာပြီးတော့ဘလောက်ပဲပြန်ပါလာတယ်လက်တော့ရေနည်းလေကွာသမင်းသားကနေပေါ့ခေါ်ပြန်အဆုံးပဲပေါ့ကွာမုံနာဖြစ်ဒီနာဖြစ်နေပြီးတော့ဟိုက်ဒရိုလစ်လန်လေးလည်းပေါ့ကွာကျန်တာတော့ထားပါတော့ရှင်းဟိုက်ဒရိုလစ်ဆိုတာဟိုတစ်ခေါက်ကလည်းပြင်ထားသေးတယ်မဟုတ်ဘူးလားခုရောထပ်ဖြစ်ပြန်ပြီလားရှင်ပစ္စည်းကောင်းတေချာမချလို့လားဒါမှမဟုတ်လေကြော်ညာလေးပါလေးလည်းတေချာကြည့်အောင်လေရှင်းကိုရှင်မဲ့ကိုတက်ကြီးလုံနေနေအောင်ကျမတို့လည်းတေချာစိုက်ကြည့်အောင်အိမ်တော်ဦးပစ္စည်းလည်းဘာတစ်ခုမှမကြံတော့ဘူးတော့ခုကလေးတွေမြန်တော်လိုက်ကြတာနှုတ်တက်တာပဲဟာကိုတောင်းနေပြောနေတဲ့ဟိုက်ဒရိုလစ်ပန့်ဆိုတာဒါကိုပြောတာဖြစ်မယ်ထင်တယ်ထားခင်ဟိုလေဘိုးထားရဲ့ရေးကြီးတော့ပြနေဘာကိစ္စတော့ဟိုမှာတောင်းစိန်ရာခင်းနဲ့ဆက်ပြက်နေလို့တဲ့ထမင်းပြန်လာမသားဘူးလို့မှာလိုက်လို့ဟဲ့ရှင်တာဟိုဘက်နဲ့သွားဆော်လိုက်အောင်သွားဒီတိုင်းပဲဟိအဲ့မှာပြန်ရှင်းကိုကျမပြောတာပဲလမ်းဆုံးပစ္စည်းတွေဝယ်မထည့်ပါနဲ့လို့ဒါဘာမှမပူပါနဲ့ရှင်ဝယ်ခြင်းတဲ့ပစ္စည်းဆိုရင်ကျမကိုပေးကျမလည်းအိမ်မှာနေတဲ့အိမ်ရှင်မဆိုပေမဲ့ရှင်မသိသေးတဲ့ပါဝါတွေရှိရဆိုတာယုံလိုက်စမ်းပါရှင်ဟိုက်ဒရိုလစ်ပန်တကယ်လို့ပစ္စည်းလေးမှာပဲဆိုရင်ရက်ကဘယ်လောက်ကြာမလဲရှင်